ယောဂီအလုံးပဲတရားပဲမှတ်ကြတရားပဲနှလုံးသွင်းကြသစ္စာတရားတို့ကိုမဟုတ်သိမိမနာကြမီတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုရရှင်ကိုယ်တော်မြတ်ကြီးအားနမောတတသုံးချိန်ဖြင့်ရှုကိုယ်တော်လိုက်ကြပါအောင်စို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗညုရရှင်ကိုယ်တော်မြတ်ကြီးအားနမောတတသုံးချိန်ဖြင့်ရှိခိုးပြီးတဲ့နောက်ကျေးဇူးတော်ရှင်အကမဟာပန္တိတာမောဂစရောဘုရားကြီးဉာဏ်တော်အားပူဇော်တော်အားဖြင့်စရောဘုရားကြီးကံတော်မချမီရေးဆက်ပြီးကုန်းကဲ့သို့ဤရှိတော်လင်္ကာတတိပြုတ်လင်္ကာတို့ဖြင့်စရောဘုရားကြီးဉာဏ်တော်အားပူဇော်လိုက်ကြပါဦးစို့မူလာနေတရားသေသောနေကုလေကုအလောအင်္ဂါ12ပါးတေကိုမြာနှင့်သုံးပါးအစနယမူလာချင်းရနေစေဤရှိသွေကိုအလွယ်ကျမတိစေအတိအန္တရာမလိုကြောင့်ဒီဝိဇာနေတနာယင်္ဂရှင်နေ့သာသနာတော်နှစ်2580ခုနှစ်ကောဇာတက္ကရာ1388ခုနှစ်နေုံလပြည့်ကျော်3ရက်အင်္ဂါနေ့2ရက်6လ2026ခုနှစ်ညနေပိုင်း9နာရီချိန်ဖြစ်ပါတယ်165ချိန်မြောက်9ရက်တာတရားစခန်းပွဲကြီး၏ဒုတိယနေ့၌ယောဂီပေါင်းတို့အားဦးဇင်းတို့ကျေးဇူးဆက်မဲ့တရားတော်ကသစ္စာသိဖို့အရေးကြီးပုံဘာတရားတော်ပါလဲသစ္စာသိဖို့အရေးကြီးပုံပါဗျာရရှင်ဤလူစံတော်အတိုင်းဘုရားထားတော်မူခဲ့တဲ့ဓမ္မကဏ္ဍတော်တွေကိုဆက်ရောက်လုပ်ပြီးထိုးထိုးထွန်းထွန်းနဲ့ခန္ဓာဉာဏ်ရောက်သစ္စာစိုက်အောင်ဟောပေါ်ညွန်ပြဆုဆုံးမခဲ့တဲ့ကျေးဇူးတော်ရှင်အကမဟာပန္တိတာမောဂစရောဘုရားကြီးဉာဏ်တော်အားဥထိတ်မှပန်းဆင်ပြီးအကွေးတိုင်းဒေသကြီးအောင်လံမြို့ဇေယဝရီရပ်ကွယ်မုကဝိပဿနာတရားစဉ်နှင့်လုပ်ငန်းစဉ်ပြန်ပွားရေးအဖွဲ့ခွဲအမှတ်223၏ကောစကနေတွင်၌တရင်သုံးနေထိုင်ကြကုန်သောဆရာတော်တန်ဃာတော်ရှင်မြတ်များ၏ဘုံရိပ်ကံရိပ်မေတ္တာရိပ်တို့ကိုခိုလုံကမစင်တို့လိလာထားသလောက်ကြိုးစားထားသလောက်ဉာဏ်ရောက်သလောက်ကိုယောဂီပေါင်းတို့အားဟောပြောပြသပေးမှာဖြစ်ပါတယ်။ဇင်းတော်ဟောပြောပြသမယ့်သစ္စာတရားများကိုနားလေနားနိုင်ကြပါစေ။နားတဲ့အတိုင်းလေသိကြပါစေ။သိတဲ့အတိုင်းလေကျင့်ကြံကြိုးကိုပွားများအထောက်ပြီးဒီဘဝဒီခန္ဓာမဆုံးမီမဆက်ဘဝင်နိဗ္ဗာန်မြင်နိုင်သောသူတော်ကောင်းများဖြစ်ကြပါစေလို့ရှေးဥစွာ
မေတ္တာများပို့သလိုက်ပါရယ်မေတ္တာပို့သတဲ့အတိုင်းလေကြိုးစားလုပ်ကြပါလို့ထပ်မံပြီးတိုက်တွန်းလိုက်ပါရယ်ယောဂီပေါင်းတို့ဦးဇင်းတော်ပြောမယ့်သစ္စာတရားများကိုမိမိတို့ခန္ဓာကိုယ်ဣရိယာပုလေးမျှတစွာဖြင့်ရိုးရိုးသေးသေးလေးလေးစားစားနဲ့နာယူမှတ်သားနိုင်ကြပါပြီတန္တရာကြီးကရှိလာတဲ့နဲ့အမြမိဘဆွေမျိုးညာတကာဆိုတာမတော်ဘူးတဲ့သူမရှိကြသည်မို့ရှဝီတို့စနတို့တွေသည်တန္တရာတကြောမှာဝိပဿနာတရားတွေကိုကြိုးစားမထုတ်ခဲ့လေတော့ကြည်စံခုဘောတကွိတ်မှာပြန်ပြီးတော့မဆုံရဘူးလားရှဝီတို့စနတို့ဘောတကွိတ်ပြန်ဆုံတွေ့ရတော့ဒီသစ္စာသိခဲ့လို့လားမသိခဲ့လို့လားကိသစ္စာမသိလို့ပြန်ဆုံတာဘောများစွာတန္တရာထဲမှာယောဂီတွေစနုတွေခန္ဓာရုပ်ပုံအမျိုးစုံအောင်ဘာကြောင့်ရောက်ကြတယ်လဲဆိုရင်သစ္စာမသိခဲ့လို့ဘာမသိခဲ့လို့ဆင်းရဲကြောင့်သမုဒိယသစ္စာဆင်းရဲကျိုးဒုက္ခသစ္စာဆင်းရဲချုပ်ကြောင့်အကျဉ်ကောင်းမေဃသစ္စာဆင်းရဲချုပ်ရာနေရာနိရောဓသစ္စာဆိုတဲ့သစ္စာလေးပါးမြတ်တရားကိုယောဂီတို့စနုတွေသိအောင်ကြိုးစားပွားများအားထုတ်ခဲ့တဲ့ဘဝတဘဝမှာမရှိခဲ့ဘူးတဲ့။ဒါကြောင့်ဘုရားရှင်ကြောင့်မို့ဆိုကြီးကပြောပါတယ်။အော်ရရှိတဲ့ဘဝတိုင်းမှာခန္ဓာဆင်းရဲနဲ့ကြည်ကြုံရတာ။ဘာနဲ့ကြုံရတာ။ကုလယောဂီတို့စနုတွေလူဘဝကိုရရှိပြန်ပြီတဲ့။ဒါကိုရရှင်ကြောင့်မို့ဆိုကြီးကပြောတယ်။အော်လူဘဝဆိုတာလေရရဆဆဝဝမျိုးမျိုးနဲ့မွေးလာရှာစာနာဖြတ်အိုသေးပဲ။ရရှိတဲ့ဘဝတစ်ခုကိုမြတ်ဗုဒ္ဓရဲ့သာသနာနဲ့ကြုံတော့သစ္စာတရားတွေနာကြားပြီးတော့အစွဲပြုတ်ဝိပဿနာလုပ်နိုင်မှရရှိတဲ့ဘဝဟာတန်ဖိုးတက်တာလို့ပြောတယ်။အဲ့ဒါလိုမှမဟုတ်ရရှိတဲ့ဘဝကိုရဆဆဝဝမျိုးနဲ့အော်လူဘဝတစ်ခုရရှိလာမှာတော့လူဘဝတစ်ခုမွေးဖွားလာမှာတော့မွေးဖွားလာမှာတော့ရှာစားမှာပဲခန္ဓာရမှာတော့နာဖြားမှာပဲနောက်ဆုံးတော့အိုကြသိကြမှာပဲတချို့ကဘဝတစ်ခုကိုပေါ့ဆဆတွေးပြီးတော့ဖြစ်တယ်လို့နေပြီးတော့နောက်ဆုံးဒီဘဝဟာနေကုန်းချုပ်သွားကြတယ်ဒါကိုရရှင်ကြောင့်မို့ဆိုရပြောတယ်မပြင်းရင်ရှုံးလိမ့်မယ်တဲ့ဘယ်လိုပြောလဲယောဂီစနုတွေဆိုတာမိမိကိုမိမိပြင်ရတာဗျအများစုကကိုတော့ပြင်ဖို့မကြိုးစားနိုင်သေးကြဘူးအသက်တွေ40ကျော်လာပြီအသက်တွေ50ကျော်လာပြီအသက်တွေ60ကျော်လာပြီတချို့ကိုဘဝကိုမပြင်နိုင်ကြသေးဘူးလို့ပြောတယ်တချို့ပုဂ္ဂိုလ်တွေဆိုရင်အသက်ကတော့50ကျော်နေတယ်ဟိုသစ္စာတရားတွေမသိကြသေးဘူးခန္ဓာအကြောင်းလည်းမသိကြအောင်အာယရဏအကြောင်းလည်းမသိကြအောင်ဓာတ်အကြောင်းလည်းမသိကြအောင်ပရိစ္ဆေသမုပ္ပါအကြောင်းကျိုးလက်ပတ်ပုံဖြတ်တော့ပုံလည်းမသိကြဘူးသစ္စာလေးပါးလည်းမသိကြဒါကြောင့်တချို့ပြောတယ်အသက်က50ကျော်ဘာမှတော့မဟုတ်သေးတရားနဲ့ဝေးဇနီးမယားကစုသမိသားကပူတဲ့ဖြင့်သပင်တေဖြူနေအောင်အောက်မှာပြိုက်ကြချွေလျှော်နေရသည်တချို့သောတက္ကရာကြီးတွေတချို့သောတက္ကမကြီးတွေပြောပါတယ်အသက်က50ကျော်နေပြီတဲ့သစ္စာတရားဆိုတာသူတို့ခင်ဗျာဘာမှမသိကြသေးဘူးလို့ပြောတယ်ရရှိတဲ့လူဘဝဟာရရဆဆဝဝမျိုးနဲ့မွေးလာမှာတော့ရှာစားမှာပဲခန္ဓာရရင်တော့နာဖြားမှာပဲနောက်ဆုံးတော့ပုဂ္ဂိုလ်တ attva မှန်တယ်မြပို့ပြီးတော့သိကြမှာပဲနှုတ်ထွက်စကားလေးကတော့ပြောလိုက်တာတောင်ဝေကရောင်အစစ်မှန်တောင်ဝေကမဖြစ်နိုင်သေးရတော့သစ္စာလမ်းကြောင်းပေါ်မတက်နိုင်ဘူးလို့ပြောတယ်။ဒါကြောင့်တချို့တက္ကရာကြီးတွေတချို့တက္ကမကြီးတွေအသက်က50ကျော်ပြီတဲ့အသက်က50ကျော်ဘာမှတော့မဟုတ်သေးတရားနဲ့ဝေးတဲ့သစ္စာတရားဆိုတာသူတို့မသိသေးဘူးလို့ပြောတယ်အသက်တာ50ကျော်တာလေဇနီးမယားကစူးတဲ့တ
အမျိုးသားတွေတခါကြီးတွေရှားဖွေတွေအစင်မပြေရင်ဇနီးမယားတွေကစူမာပဲလေဒါပုတ္တနဲ့နာကြီးအောင်ပြောမှာသမီးသားကပူတဲ့မိဘတွေအစင်ပြေမှန်းသိအစင်မပြေမှန်းသိဒါသမီးသားတွေကလည်းလိုချင်သမျှတောင်းနေကြမှာပဲလေဒါကိုပြောပါတယ်အသက်က50ကျော်ဘာမှတော့မဟုတ်သေးတရားနဲ့ဝေးဇနီးမယားကဆိုသမီးသားကပူတဲ့ဖြင့်သပင်တေဖြူနေအောင်အောက်မှာပြိုက်ကြချွေလျှော်နေရသေးတဲ့ဒါအမျိုးသားဖြစ်တဲ့ပုဂ္ဂိုလ်တချို့လည်းဒကမာကြီးတွေကဥဆောင်တာရှိကြမိသားစုတစုမိသားစုတစ်ခုဆိုတာရှေ့ဆောင်ကြတာမတူကြဘူးလေအဲ့တော့တတိယကြီးခန္ဓာကိုယ်ရအိုမင်းတော့အတွေးတွေများအဆွေးတွေများအပူပင်တွေများတော့ခန္ဓာကိုယ်ရုပ်ကြီးကကြလွယ်တယ်အိုလွယ်တယ်စပင်တွေများဖြူလွယ်တယ်ပါးရည်နားရည်တွန့်လွယ်တယ်ငငယ်ရွယ်နဲ့အိုမင်းချင်းရွယ်တဲ့ရုပ်ကြီးပေါက်သွားတယ်ဒီနေ့ကုန်လုပ်ငန်းတွေလှုပ်စီးပွားရေးရှာပင်ပန်းသမျှအိမ်ပြန်လာတော့ရေမိုးချိုးစပ်ပြကလေးနဲ့ဘလောက်ပြောင်းဆင်အောင်စေကြောခန္ဓာကိုယ်ကဂျင်းညော်တွေလာကျွတ်သွားမယ်ခန္ဓာကိုယ်ကဂျင်းညော်တွေလာကျွတ်သွားမယ်အတွင်းရကိလေသာကနည်းနည်းမှမပြောင်းဘူးလို့ပြောတယ်တောက်ကိုပြောပါတယ်အသက်က50ကျော်ဘာမှတော့မဟုတ်သေးတရားနဲ့ဝေးဇနီးမယားကဆိုသမီးသားကပူတဲ့ဖြင့်သပင်တေဖြူနေအောင်အောက်မှာပြိုက်ကြချွေလျှော်နေရသေးတဲ့အဲ့တော့မြတ်ဗုဒ္ဓရဲ့သာသနာနဲ့ကြုံတော့အခုလိုဘုရားရှင်တို့ကြောင့်မို့ဆိုရလို့တကယ်သစ္စာတရားတွေကိုနှစ်ကအပြည့်အဝဟောနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ကြီးတွေတရားကိုနာနိုင်စွမ်းမရှိသေးဘူးအဆွဲပြဝဒနာတော့ကိုအထုတ်နိုင်စွမ်းမရှိသေးဘူးဆိုရင်ရရှိတဲ့ဘဝဟာနေတိုင်းအရှုံးပေါ်နေတာပဲရရှိတဲ့ဘဝဟာဒါကိုဘုရားရှင်ကြောင့်မို့ဆိုရပြောတယ်မပြင်းရင်ရှုံးလိမ့်မယ်တဲ့ဘယ်လိုပြောတာဒါယောဂီတို့ဇန်တို့ဘုတိပါကိုယ်နဲ့နီးစပ်တဲ့ပုဂ္ဂိုလ်ဒါဥဇန်တို့ဆိုကိုယ်နဲ့နီးစပ်တဲ့တက္ကະကြီးတဲ့တက္ကမကြီးတွေပြောကြည့်တယ်ပေါ့တရားစခန်းနေဆိုရင်ခေါ်ကြည့်တယ်ပေါ့နော်တက္ကະကြီးတို့တက္ကမကြီးတို့တရားစခန်းရှိတယ်အဝေးကြီးမဟုတ်ဘူးအမရပူရနဲ့အနီးဆုံးမိတ္တိလာတို့ပြောဘဲတို့မှာတရားစခန်းရှိတယ်လိုက်ခဲ့ပါတပည့်တော်တွေကတနေ့လုံးမှတနေ့စားပြရတဲ့အလုပ်လုပ်ရတာတရက်ကို2000ရတယ်တဲ့တရားစခန်းသွားရင်ဘယ်လိုလုပ်ပစံရမလဲတဲ့အဲ့ဒီ9ရက်စာဥစဉ်ပေးမယ်လို့ဓမ္မကြီးလိုက်ခဲ့ပါလို့ပြောတော့အဲ့လိုကြတော့လည်းဖြစ်မှာမဟုတ်ဘူးဖေဟာတဲ့အိမ်ကမိသားစုကရှိသေးတယ်ဆိုတော့တဲ့ပုထုဇဉ်ဆိုတာစင်ကြယ်အမျိုးမျိုးပေးတာတဲ့ပုထုဇဉ်ဆိုတာသူတော်ကောင်းတက်ခံအားနည်းခဲ့တဲ့ပုဂ္ဂိုလ်သူတော်ကောင်းတက်ခံပြောင်းညံ့ခဲ့တဲ့ပုဂ္ဂိုလ်တရားပေါ်မှာစိတ်ဝင်စားသေးတဲ့ပုဂ္ဂိုလ်တရားလမ်းကြောင်းပေါ်မတက်ချင်သေးတဲ့ပုဂ္ဂိုလ်ကစင်ကြယ်အမျိုးမျိုးပေးတာလို့ပြောတယ်။အားကြောင့်နံပါတ်1အတိတ်ကသူတော်ကောင်းတက်ခံအားနည်းခဲ့တဲ့ပုဂ္ဂိုလ်ကသစ္စာတရားကိုမကြိုက်ဘူးအမှန်တရားကိုလက်မခံဘူးတဲ့။နံပါတ်2လောဘဒေါသမောဟတွေအားကြီးနေတဲ့ပုဂ္ဂိုလ်ဟာသစ္စာတရားကိုမကြိုက်ဘူးအမှန်တရားကိုလက်မခံဘူးတဲ့။နံပါတ်3နဲ့ဒီသစ္စာတရားတွေကမြင်လုံးပါတဲ့ဒိုးနဲ့မထိုက်တန်ပါဘူးဆိုပြီးတော့လေသစ္စာတရားကိုမကြိုက်ဘူးအမှန်တရားကိုလက်မခံဘူးတဲ့။တချို့ကနံပါတ်1အတိတ်ကဟောသူတော်ကောင်းတက်ခံတွေအားနည်းခဲ့တာ။အဲ့တော့ဒီလိုသစ္စာတရားတွေနာနိုင်စွမ်းမရှိဘူးအမှန်တရားကိုသူလက်မခံဘူး။တချို့ကလောဘဒေါသမောဟတွေကိုအားကြီးတာကိလေသာတွေထူပြောတာဒီသစ္စာတရားကိုမကြိုက်ဘူးနာနိုင်စွမ်းမရှိဘူးအမှန်တရားကိုလက်မခံဘူးတချို့ကြတော့လေနိဗ္ဗာန်ရောက်ကြောင်းတရားတွေသစ္စာတရားတွေမြင်လုံးနဲ့ဒိုးမလိုက်နိုင်ဘူးဒိုးနဲ့မတန်ဘူးဒိုးကအတိတ်ကပါရမီနေခဲ့တာကျို့ဒီလိုပြောတယ်အဲ့တော့ဒီသစ္စာတရားကို तू မကြိုက်ဘူးလို့ပြောတယ်လက်မခံဘူးလို့ပြောတယ်တွဲခေါ်လဲပါမလာဘူးဆွဲခေါ်လဲပါမလာဘူးလို့ပြောတယ်ဒါယောဂီတို့ပိုသိပါတယ်တချို့ခေါ်ကြည့်တာလေကိုနာပေါ်ခြင်းကိုမိတ်ဆွေကိုလေမဂုဥပဒနာဖွဲ့က923မှာ9ရက်စခန်းရှိတယ်တို့အတူဝင်ကြမယ်လေးဆိုအာရင်သွားပေါ်တယ်မတရားစကားဝင်တော့အားလို့သွားသလိုပဲနော်အာရင်သွားပေါ်တယ်တချို့ကဒီလိုပြောတယ်တချို့ကသူများတရားစကားဝင်တာကိုသူများဝတ္တနာတရားအားထုတ်တာကိုအားထောက်ပံ့မပေးနိုင်တဲ့ပြင်ကဲ့ရဲ့ပြီးတော့ရှုံချဒါဥစဉ်တို့တရားစကားနေလက်ပတ်နေတဲ့တွေ့ကြုံပေါ့ဟိုတနေရာရောက်တော့တရားတနာယူဟောပြီးလို့အဆောင်မှနားနေတော့ဒကမာကြီးတွေ6လောက်ဝင်လာတယ်အရှင်ဘုရားတဲ့ရှောက်ဆရာလေးရှိလို့ပါဘုရားတဲ့ဒကမာကြီးဘာရှောက်မလို့လဲလို့ပြောတော့
တပည့်တော်တို့ဗျာတဲ့ဒီတရားစခန်း9ရက်ဝင်မလို့အထုပ်ပိုးလေးတွေပြင်နှုံးရှိတဲ့နောက်ဖက်ကအမျိုးသမီးတယောက်ကအော်ရဗျာတဲ့အေးတွားကြပေါ့တဲ့9ရက်တရားစခန်းဝင်တော့9ရက်စာစားစရိတ်တက်တာပေါ့တဲ့နောက်ဖက်အိမ်ရတက္ကမတယောက်ကအော်ပြောတာလို့ပြောတယ်ကိလေသာထူပြောတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတက်ခံအားနေခဲ့တဲ့ပုဂ္ဂိုလ်လောဘဒေါသမောအင်အားကြီးတဲ့ပုဂ္ဂိုလ်သစ္စာတရားကိုနားနိုင်စွမ်းမရှိသေးတဲ့ပုဂ္ဂိုလ်အမှန်တရားကိုလက်မခံနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာထင်ရပြောတာလို့ပြောတယ်ဘယ်လိုပြောတာတော်သေးတယ်လို့ဒကမာကြီးတွေအဲ့နောက်ဘက်ကဒကမာကြီးပြောတာနားထောင်ပြီးတရားစကားထွက်မလိုက်ဒကမာကြီးတွေကအရှုံးပေါ်မှာလို့ပုထုဇဉ်ဆိုတာကတမျိုးတည်းမဟုတ်ဘူးလို့အမျိုးမျိုးပြောင်းလဲနေတာပုထုဇဉ်အမျိုးမျိုးပြောင်းလဲနေတာတော့ကြောင့်တစ်မျိုးအခုတစ်မျိုးမလို့တစ်မျိုးလို့တစ်မျိုးတဲ့ရင်တစ်မျိုးမတဲ့ရင်တစ်မျိုးအစင်ပြေရင်တစ်မျိုးစင်မပြေရင်တစ်မျိုးကြည်ရင်တစ်မျိုးမကြည်ရင်တစ်မျိုးချစ်ရင်တစ်မျိုးမုန်းရင်တစ်မျိုးအဲ့ဒါပုထုဇဉ်ပဲပြအမျိုးမျိုးပြောင်းလဲတာပုထုဇဉ်ကအရိယာမျိုးစေ့ကြသောတပမတိတည်းတော့ပုထုဇဉ်ဘဝရှင်သန်နေထိုင်နေတဲ့ပုဂ္ဂိုလ်တွေကအမျိုးမျိုးပြောင်းလဲတာယောဂီတို့ကပိုသိပါတယ်ငါကို3-4ယောက်စကားထိုင်ပြီးတော့15မိနစ်နိုင်ဝက်လောက်ပြောနေတဲ့အချိန်လေးတော့ပြောဆိုတဲ့မျက်နှာအမူအရာအမျိုးမျိုးပြောင်းလဲတယ်တတိထားကြည့်လိုက်ယောဂီတို့ပြောရင်နဲ့ဟိုပြောင်းလဲသွားတာကြည်စရာလေးတွေရည်စရာလေးတွေပြောရင်ရွှင်လို့အဲ့ထက်ကကိုယ့်ကိုပြစ်လိုက်တဲ့စကလုံးကထိပြီဆိုရင်ချက်ချင်းပြောင်းလဲသွားတာပုရုဇဉ်ဆိုတာနေရင်ထိုင်နေ9မိနစ်10မိနစ်တွင်တော့အမျိုးမျိုးပြောင်းလဲတာပုရုဇဉ်ဆိုတာလေကိလေသာတွေအပြည့်ရှိလို့ဘယ်လိုပြောတာဒါကိုရရှင်ကျမိုးဆိုရပြောတယ်မပြင်းရင်ရှုံးလိမ့်မယ်ဘယ်လိုပြောတာအရေးကြီးတယ်ဗျယောဂီတို့တို့လေတော့အစနုဆိုအတွေ့အကြုံရတော်တော်လေးကိုတတိထားတာဘာဖြစ်လို့လဲဆိုတော့သူများပြောခံရတာလေယိုးနေပြီလေသူများဆဲတဲ့စကလုံးတွေကြားရတာလေယုံနေပြီလေယုံနေတော့မနတိကာရတဲ့နှလုံးသွင်းမှန်ရင်စိတ်ရှင်းတယ်နှလုံးသွင်းမှန်ရင်အာယောနိတော့မနတိကာရတဲ့နှလုံးသွင်းမှားရင်စိတ်ထဲမှာရှုပ်တယ်နှလုံးသွင်းမှားရင်တရားလက်တလုံးကြားလေးမှာသွားတာရဲ့တရားလေယောနိတော်မနတိကာရနှလုံးသွင်းမှရင်စိတ်ထဲမှာရှင်းပြီးတော့မြင်ကွင်းတွေလည်းမရှုပ်တော့ဘူးကြားတဲ့အတန်တွေလည်းနားထောင်ပြီးစိုက်ချိန်လည်းမရတော့ဒီတရားကိုတကယ်လက်ခံတော်ပြီးဒီတရားကိုတကယ်ကျင့်သုံးနိုင်ပြီးဒီတရားတော်ကိုတကယ်လိုက်နာနိုင်ပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကယက်တီမှုကခိုင်မာတော်ပြီးဘသူတွန်းမပြိုလဲတော့ဘူးရိုက်နှက်မှုလည်းမဖြစ်တော့ဘူးကြောက်သားတိုင်လို့ဖြစ်သွားတာလို့ပြောတယ်မြတ်စွာဘုရားတရားဓမ္မကကျင့်သုံးရင်ကျင့်သုံးသလောက်ခိုင်မာမှုကိုပေးတာဗျာနှလုံးသွင်းမှန်သွားတာဘာမှန်သွားတာဟောကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဆုံးခံပြန်ပြီးလို့ကြွလာပြီးဆိုရင်တဲ့ဗုဒ္ဓဘာသာတုံးလည်းပေါ့လောကသမိန်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဆုံးခံပြန်ပြီးလို့ကြွလာရင်လို့ခြေဆေးတာလို့ပြောတယ်ခြေတော်ကလေးကိုလေရေခွက်လေးနဲ့ခက်ကပ်ပြီးဆေးတဲ့ချိန်မှာဗုဒ္ဓဘာသာတုံးလည်းပေါ့လောကသမိန်တဲ့လောကသမိန်လောကကြီး၌ဗုဒ္ဓဘာသာဘုရားပွင့်လာခြင်းသည်တုံးလည်းပေါ့မယာစဘူးအရာထူးတဲ့အဖြစ်ကြီးပဲကိုရောက်တဲ့စနုတွေကြည့်ပေါ့ရရှိကိုယ်မြတ်ကြီးကိုထိတ်တိုက်ဖူးခွင့်မရပေမဲ့ဖူးမြောက်ခွင့်မရပေမဲ့ရရှိကိုယ်မြတ်ကြီးရဲ့သာသနာအဆုံးအမနဲ့တော့မတွေ့ဘူးလားသာသနာအဆုံးအမနဲ့တွေ့အဲ့ဒါလို့သာသနာဆုံးမနဲ့တွေ့လို့လေခုတို့လက်တွေ့ကြဟောဘုရားရှင်လိုကြောင့်မို့ဆိုရသစ္စာဓမ္မတွေတဆင့်ပြန်ဟောတော့ဘုရားရှင်ကိုရမြတ်ကြီးရဲ့ကိုယ်စလေရောအဖြစ်နဲ့ဒါမို့ဆိုရသစ္စာတရားတွေပြန်ဟောပေးတာအဲ့တော့မို့ဆိုရအဲ့ဒါလို့ကိုယ်စလေရောအဖြစ်နဲ့သစ္စာတရားတွေပြန်ဟောပေးတော့ခုယောဂီတို့စလို့လက်တွေ့ကြမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့တိုက်ရိုက်တွေ့ရတယ်လို့ပဲဘာတော့ကိုပြောတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရလေစောကံပြန်လို့ကြောက်လာရင်နဲ့လောကသမိန်လောကကြီး၌ဗုဒ္ဓဘာတော်ဖျားပွင့်လာခြင်းသည်တုံးလည်းပေါ့မယာစဘူးအရာထူးတဲ့အဖြစ်ကြီးပဲကို
ကိုယောဂီတို့သစ္စာတရားတွေနားရတာမရစဘူးအရာထူးတဲ့အဖြစ်ကြီးဗျာအချိန်ကောင်းအခါကောင်းအခွင့်ကောင်းရအောင်ယူရတာတဲ့အချိန်ကောင်းအခါကောင်းအခွင့်ကောင်းရအောင်ယူရဒါကြောင့် lady စရိုးရလည်းဆုံးမခဲ့တာလေခွင့်သာတုံးမှာမယုံပါလျင်နင့်လောက်ရှုံးသူရှိပါအောင်မလားခွင့်သာကိုက်မှာမလိုက်ပါလျင်နင့်လောက်မိုက်သူရှိပါအောင်မလားခွင့်သာစဲမှာအမခဲပါလျင်နင့်လောက်လွဲသူရှိပါအောင်မလားlady စရိုးရဆုံးမတယ်အခွင့်ရေးဆိုတာနှစ်ခါမရဘူးတဲ့အခွင့်ရေးဆိုတာကိုရှိမှရောက်လာတဲ့မြတ်ဗုဒ္ဓရဲ့သာသနာဆုံးမရော့အင်းလို့ထည့်ပေးနေတာတောင်ကိုကလက်နဲ့ပုတ်ချနေတဲ့ဆိုရင်ကိုလောက်မိုက်လက်တူမရှိတော့ဘူးလေဗျာကိုယောဂီတို့ကြည့်ဖို့ဟောတကုံဘုမဂုဝဒနာဖော်ခဲ့223ရက်165ကြိမ်မြောက်အချိန်ပေါင်းလည်းနဲတာမဟုတ်ဘူးလေတရားဝဲကျိုးတော်ဆောင်လူချင်းမင်းတွေမနဲ့စံဘောစဉ်နေစံဘောစဉ်ကုသိုလ်ရှင်တွေဝေယဝဆချက်ပြုတ်ဆောင်ရွက်ပေးကြတဲ့အဆက်ဆက်ရလောက်ကင်ပေးတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲလူတန်းပေးကြတဲ့ပုဂ္ဂိုလ်တွေယောဂီတွေဆိုတော့သစ္စာတရားတွေဟောကြားနာကြားနိုင်ဖို့အဆက်ပြုတ်ဝတ္တနာလုပ်တွေလုပ်နိုင်ဖို့အတွက်အထောက်ပံ့နေအများကြီးပေးထားကြတော်ယုံတန်ယုံပါရမီတက်ခံတဲ့ဒီလိုသစ္စာတရားနဲ့တွေ့တာမဟုတ်ဘူးမိမိအိမ်မှာဆိုရင်တရားလွတ်လပ်စွာနာကြားခွင့်မရှိဘူးဝတ္တနာလွတ်လပ်စွာအထုတ်ခွင့်မရှိဘူးအချိန်ကောင်းအခါကောင်းအခွင့်ကောင်းဆိုတာ lady စရိုးပြောသလိုပဲနှစ်ခါမရဘူးတဲ့ဘယ်လိုပြောလဲအရေးကြီးတယ်ဗျနော်ပွင့်ခဲ့တဲ့ဖရာတိုင်းခလုတ်တိုက်သွားတာဒီတစ်ခါတော့လွတ်အောင်မရှောင်နဲ့တဲ့ဒါကြောင့်မိုးဆိုကြီးကပြောတယ်ဩတက္ကတက္ကမတို့ကတန်တရာရဲ့သင်္ငုတ်တွေတဲ့ဘယ်လိုပြောတာမိုးဆိုကြီးကဒီလိုပြောတာပွင့်ခဲ့တဲ့ဖရာတိုင်းခလုတ်တိုက်သွားတဲ့တန်တရာရဲ့သင်္ငုတ်တွေတဲ့ခုတရားနာနေတာယောဂီတွေလားသင်္ငုတ်တွေလားဂိုင်းဝင်ဆိုရင်ဒါဥစ္စာယောဂီတွေမှနေလက်ဆက်ဆိုတော့သင်္ငုတ်တွေကိုသင်္ငုတ်တွေ200ကျော်မှနဲ့တူတယ်နော်အိမ်တိုင်းမှာတချို့ကဒါဆိုရင်ပြေးနေပြီဩဒုံရင်သင်္ငုတ်ကြီး9ငုတ်ရှိတယ်မိသားစု9ယောက်ဆိုသင်္ငုတ်ဘယ်နှငုတ်မိသားစု9ယောက်ဆိုရင်သင်္ငုတ်ဘယ်နှငုတ်အိမ်မှာသင်္ငုတ်ကြီးတွေရှိတယ်မဟုတ်လားအဲ့ဒါမဟုတ်ဆိုရပြောတာပွင့်ခဲ့တဲ့ဖရာတိုင်းခလုတ်တိုက်သွားတဲ့တန်တရာရဲ့သင်္ငုတ်ဘယ်လိုပြောတာပွင့်ခဲ့တဲ့ဖရာတိုင်းခလုတ်တိုက်သွားတဲ့တန်တရာရဲ့သင်္ငုတ်ဆိုတော့ငုတ်တုတ်ကြီးတွေမို့လားအဲ့ဒါပွင့်ခဲ့တဲ့ဖရာတိုင်းခလုတ်တိုက်သွားတာလေဗျာနော်အခုမြတ်ဗုဒ္ဓရဲ့သာသနာနဲ့ကြုံလို့ဘုရားရှင်ကြောင့်ငိုးစရိယသစ္စာဓမ္မနဲ့တွေ့တော့တန်တရာရဲ့သင်္ငုတ်အဖြစ်မခံနဲ့လို့ပြောတာသင်္ငုတ်ဘဝနဲ့ကုံထာယုံထာမှာအမှန်တရားသစ္စာကိုနာကြားနိုင်စွမ်းရှိပြီးအစွဲပြုဝိပဿနာတို့ကိုလုံနိုင်တာရဲ့ဗျာဘသူတွေသင်္ငုတ်ဖြစ်ဖြစ်ကိုသင်္ငုတ်မဖြစ်ဖို့အဓိကကြည်ချင်းကြီးဘသူကိုဘသူကြည်ခုတော့ပြောတတ်ပြီမို့လားဘယ်ရလူတွေကြည်ကျင်သေးလားတသန်တရားလုံးကိုဘယ်ရလူတွေကြည်ပြီးသူတို့တွေပိဆက်ခဲ့ရတဲ့အဆုံးရှုံးမှုကိုယ့်ရဲ့အခွင့်အရေးတွေများခဲ့ပြီလို့ပြောတယ်။ယောဂီတို့တွေလေအသက်တွေ50ကျော်60ကျော်ကိုယ်ပိုင်အခွင့်အရေးတွေကသူများတွေပိဆက်ရင်ကိုယ့်အတွက်ကိုအသုံးမချလိုက်ရအောင်ကိုယ်အတွက်အသုံးချမလို့ဓမ္မဣတာကြီးလည်းရောက်လာရောမိုးစရိယဘာပြောတယ်။ဩအသက်ကြီးမှဘုန်းကြီးစီရောက်လာတော့ဒီတက္ကတက္ကမတွေသစ္စာတရားနားလည်အောင်ဘုန်းကြီးပဲလို့ဟောရပါအဲ့ဒါမိုးစရိယကိုယ်တိုင်ပြောတာဗျ။အသက်ကြီးမှဘုန်းကြီးစီရောက်လာတော့ဒီတက္ကတက္ကမတွေသစ္စာတရားနားလည်အောင်ဘုန်းကြီးပဲလို့ဟောပါဆိုပြီးမိုးစရိယဒီလိုတောင်ပြောတာလေဗျာ။ဒါကြောင့်မိုးစရိသုံးကြတဲ့စကလုံးယောဂီတို့ကြားဥပါတယ်။ဩကံမွဲညံမွဲနေပြီ။ဘယ်လိုပြောတာမိုးစရိကအိုနာဂျိုးကန်းလို့မသုံးခြင်းလို့ကံမွဲညံမွဲလို့သုံးသွားတာ။တကယ်တော့အိုနာဂျိုးကန်းတွေအိုနာဂျိုးကန်းမှရိတ်တာရောက်လာတာ။မိုးစရိအဲ့ဒါစကလုံးမသုံးခြင်းလို့ကံမွဲညံမွဲမှရိတ်တာရောက်လာတာဆိုတော့မိုးစရိဒီလိုသုံးတာလေဗျ။အဲ့ဒါရိတ်တာတခုမှဦးစင်းရအဲ့ဒါခဏခဏပြောတာအိုနာဂျိုးကန်းတွေအိုနာဂျိုးကန်းတွေလို့ပြောတော့ဘ
တကယ်ဥခင်စော်လို့နေမှာပေါ့ဝင်းစုလို့ကျိုးတော်ဆောင်နေဥစဉ်ကိုဆောင်ထဲမှာလာလျှောက်အရှင်ဘုရားတဲ့တရားဟောတဲ့အခါအိုနာဂျိုကန်တွေကိုခဏခဏမပြောပါနဲ့ဘုရားတဲ့တကယ်ကြီးတွေဘာဖြစ်လို့တော့ဆိုယောဂီတွေနောက်နောက်တရားစခန်းလာမဝင်မဲနဲ့အာရော့သွားမှာမို့လို့တဲ့အမှန်တရားဆိုတာနာအောင်ပြောရတာအမှန်တရားဆိုတာဟောနေတာကသစ္စာတရားလေအကြိုက်တရားဟောနေတာမဟုတ်ဘူးအမြောက်တရားဟောနေတာမဟုတ်ဘူးသစ္စာတရားဆိုတာအကြိုက်တရားအမြောက်တရားဟောတာမဟုတ်ဘူးအမှန်တရားကိုဟောတာသစ္စာတရားဆိုတာဥရကိုလက်ခံနိုင်ရမယ်လေနာရာကိုလက်ခံနိုင်ရမယ်ကျိုးရာကိုကန်းတာကိုအဲ့ဒါတခြားသဘောလားခန္ဓာရဲ့သဘောလားယောဂီတို့ကအိုတဲ့လူအောင်များတာလေဒီထဲမှာကြည့်လိုက်စမ်းပါဥစ္စာတဲ့ငယ်တဲ့ပုဂ္ဂိုလ်ဆိုတာအင်မတန်နည်းပါတယ်ဒါဥစ္စာတဲ့ကြည့်ရင်အိုတဲ့ပုဂ္ဂိုလ်တွေပဲနော်မျက်စိကလည်းအနီးကြတော့မှုံနဲ့ဝေးကြတော့လည်းဝါတယ်အောက်ကြည့်တော့လည်းမမြင်မျက်စိတွေလည်းအဲ့လိုဖြစ်ကုန်ပြီလေမအိုတယ်ယောဂီတို့နော်ဘယ်ချိန်ညာချင်လဲဒီနန်းချဟိုနန်းချဟိုနန်းချဒီနန်းချနော်တက်ပြီးဆိုရင်လည်းကိုယ့်ကိုလွတ်လပ်မတက်နိုင်ဘူးလက်ကလေးဟိုဘက်လန်းဆွဲဒီဘက်လန်းဆွဲကိုလည်းမထိမ့်သိမ့်နိုင်တော့ဘူးလေစင်းမီဆိုရင်လည်းအောက်ကိုတိချာကြီးလေကားကြောင်မှာဆိုထဲတဲ့ဂျာညက်မှာဆိုခန္ဓာကိုယ်ရဲ့အိုးကုန်ပြီလေကိုမထိမ့်သိမ့်နိုင်ဘူးဟိုတဲ့ပြင်တရားလေးတနာကြီးထိုင်တနာကြီးနာရတော့မှအဲ့ဒူးကလေးဟိုရွှေချီတော့ကလေးဒီရွှေခါကလေးဆောင်းလိုက်ခေါင်းကလေးစိုက်လိုက်လက်ပင်လေးလမ်းလိုက်နဲ့နားနေပြီလေခန္ဓာကိုယ်ကြီးကနားနေပြီထိုင်ပြီးနာပြီးလို့ထားလဲထားရကျွတ်နဲ့တော်နဲ့မထနိုင်ဘူးကျိုးပြီလေအဲ့တော့ဆင်းပြီးရှောက်တော့မျက်စိရဝတ္တရနဲ့ခုံမမြင်ဒီမမြင်ဆိုတော့ကမ်းပြီလေဩနာဂျိုးကန်းဆိုတာအဲ့ဒါပြောတာခန္ဓာရဲ့သဘောဆိုတာထင်အောင်မြင်အောင်ပြောရတာခန္ဓာရဲ့သဘောဆိုတာဒါမဟုတ်ဆိုရသစ္စာတရားတွေဟောတော်တယ်ဆိုတာအကြိုက်တရားဟောတာမဟုတ်ဘူးအမြောက်တရားဟောတာမဟုတ်ဆိုရသစ္စာအမှန်တရားတွေဟောတော်တာသစ္စာဆိုတာဒါဆိုရင်ယောဂီတို့တွေတန်ត្រာရဲ့သင်္ကိုအဖြစ်မခံနဲ့ဂုံယုံပြီးတော့ထားကြဘဒုတော်မှာလည်းကြည်မနေနဲ့အသက်ရွယ်အားဖြင့်တော့ကိုပြန်ကြည့်တော့ထွက်လာပြီဆိုရင်နောက်လည်းမကြည့်နဲ့မှားကြမနေနဲ့သတင်းစကားမေးမနေနဲ့တဲ့ကိုယောဂီတွေထွက်လာတာမကျွတ်မလွတ်ထွက်လာတာလားလွတ်ကျွတ်ထွက်လာတာလားဒါတော့တရားစကားချိန်ပြည့်ဝင်တဲ့ယောဂီကပြောနိုင်မှာပေါ့အချိန်မဲဝင်တဲ့ယောဂီတွေကမကျွတ်မလွတ်ထွက်လာတာအချိန်ပြည့်ဝင်တဲ့ယောဂီကလွတ်ကျွတ်ထွက်လာတာအဲဆိုရင်ဒီထဲမှာမကျွတ်မလွတ်ယောဂီတွေလည်းပါတာပေါ့တော့ကြရင်ပြန်ပြေးလိုက်တော့ကြရင်ပြန်ရောက်လာလိုက်တော့ကြရင်ပြန်ပြေးလိုက်တော့ကြရင်ပြန်ရောက်လာလိုက်ဆိုတော့အဲ့ဒီယောဂီကမကျွတ်မလွတ်နဲ့ထွက်လာတာခုနှစ်ရက်ကိုအချိန်ပြည့်ခြေစုံပြည့်အလုံးကိုဆွန့်လွတ်ပြီးဝင်လာတဲ့ပုဂ္ဂိုလ်ကမှလွတ်ကျွတ်လာတာလို့ပြောတယ်ဗျာ။ဘာကြောင့်ရရှိတဲ့အခွင့်အရေးခုနှစ်ရက်ဆိုတော့သိအနှစ်သာရများလွန်တယ်အဲ့တော့ကိုရုပ်ရဆိုတော့သိချဖို့ရအောင်ယူရမှာလို့ပြောတာကဲခန္ဓာဘယ်နဲ့ပါနောက်ဆုံးတော့ဒီပဲလှည့်ရတော့မို့လားကဲခန္ဓာ၅ပါးပြောကြည့်တော့ယူပဲခန္ဓာကိုရုပ်ရဆိုတော့ရရှိနေတာခန္ဓာ၅ပါးပဲဗျဒီခန္ဓာ၅ပါးလေးကိုနောက်ကအရှုညာလေးနဲ့ရှုတဲ့ပုဂ္ဂိုလ်မနဲ့ပြောနေရယောဂီတို့စနုဆိုတာခန္ဓာနဲ့နေပြီးခန္ဓာမမြင်ကြတာခန္ဓာနဲ့နေပြီးခန္ဓာမဟုတ်တဲ့ဟာတွေကြအကုန်မြင်တာဗျာနော်ကိုယ်ခန္ဓာကိုကြမမြင်နိုင်ဘူးပေါ်တဲ့ခန္ဓာလည်းမမြင်ဘူးဖြစ်တဲ့ခန္ဓာလည်းမမြင်ဘူးမွေးတဲ့ခန္ဓာလည်းမမြင်ဘူးယောဂီတို့စနုအဲ့ဒီခန္ဓာကိုမမြင်လို့နောက်ကအရှုညာနဲ့မရှုနိုင်တာတဲ့ဗျာအဲ့တော့ဘုရားရှင်မိုးဆိုရပြောတယ်ဟေးကိုယ်ခန္ဓာကိုကိုယ်ညာနဲ့မြင်အောင်ကြည့်ကွာကိုယ်ခန္ဓာကိုကိုယ်ညာနဲ့မြင်အောင်ကြည့်ကွာဆိုတာကဒီအကောင်ထဲခန္ဓာကြီးကိုပြောတာမဟုတ်ဘူးဒါကြောင့်မိုးဆိုရပြောတယ်လေဝိပဿနာရှုတယ်ဆိုတာခွေးမဟောင်တဲ့ခန္ဓာကိုရှုရတာစရောရဒီလိုပြောတာဟုတ်ဝိပဿနာရှုတယ်ဆိုတော့စိတ်ကုလို့မရတဲ့ခန္ဓာကိုရှုရတာဝိပဿနာရှုတယ်ဆိုတော့စိတ်ကူးလို့မပြောက်တဲ့ခန္ဓာကိုရှုရတာ
မိုးစရိယတရားကိုတေချာနာကြည့်လိုက်စမ်းပါစရိပြောတော်တော်တွေကလေတော်စံလို့လည်းဘုရားရှင်လိုချင်မိုးစရိယဥပနိဒေယအတိုင်းဆိုစရိရဲ့တကယ်အနှစ်သာရရှိတဲ့တရားတွေဒါလေးတွေထုတ်ပြောတာမိုးစရိယလည်းတရားပုတ်တိုင်းမှာအကုန်လုံးအနှစ်သာရရှိတဲ့တရားတွေကြည့်တယ်အကြောင်းမိုးစရိတရားဟောရင်ဘုန်းကြီးပြောတာအရေးမကြီးတဲ့နေ့တနေ့မှမရှိဘူးနော်စရိယဒီလိုပြောတာဟုတ်ဗျအမှန်တရားသစ္စာတရားတွေအကြောင်းမိုးစရိယညနေပိုင်းဟော3နာရီကွယ်သို့မဟုတ်4နာရီတရားဟောတဲ့ခါဆိုရင်မိုးစရိယတရားလည်းဟောတယ်ပိဋကကိုလည်းတစ်ချက်လှည့်ကြည့်တယ်နဲ့တူတယ်မိုးစရိယလေဒီနေ့ဘယ်တကတရားနာလာတယ်ဘယ်တကမှတရားနာမလာဘူးဒါကြောင့်မိုးစရိယပြောတယ်တကားကျွဲဘုန်းကြီးပြောတာသဘောပါလားတကားကျွဲဆိုတော့လည်းရှိတဲ့မှာစက်တိကုန်းကြီးနဲ့ထိုင်နေတာဟုတ်ဗျဒါကြောင့်မိုးစရိယနမထက်တယ်ပြောတာလေတော့ကြောင့်ဆိုတော့လေမိုးစရိယတရားကိုနာအားတွေလည်းကောင်းနာမှုတွေလည်းများမတမှုတွေလည်းများတော့အော်စထရီတရားဟောတာတိတ်ပြီးတော့ကောင်းလိုက်တာတော့ကြောင့်ဆိုတော့တရားဟောရင်မိုးစရိယဥပနိဒေယအတိုင်းဆိုတော့နမလေးတွေခေါ်ပြောတာလေမတကာယဝင်းဆိုရင်မရှိတဲ့မှာထိုင်းနေတာဟုတ်ဗျနော်မိုးစရိယဒီလိုပြောတော့မှတ်တမ်းလေးတွေကြံခဲ့တာပေါ့မိုးစရိယတရားဟောတော့လေအဲ့တော့တရားကြတော့တခါကြီးတယောက်ကတရားလာမနာဘူးလို့ပြောတယ်မိုးစရိယလေးခေါင်းလေးငိမ့်မျက်လော်လေးချပြီးတရားဟောနေပြီမဲ့တစ်ချက်လှမ်းကြည့်ပုံရတယ်ဗျအဲ့ဒီတခါကြီးတယောက်ကတရားလာမနာတော့နောက်ရကြတော့ရောက်လာတော့မိုးစရိယပြောတယ်တခါကြီးတဲ့မနေ့ကဘာလို့တရားလာမနာတာလဲတဲ့မမဖျားတဲ့တပည့်တော်စက်ကူစိတ်ုံရှိတော့ဝင်ငွေထွက်ငွေနဲ့ပစ္စည်းအထုတ်သွင်းနဲ့အလုံးများနေလို့ပါဖျားတဲ့တခါကြီးကဒီလိုထားလျှောက်တယ်လို့ပြောတယ်မိုးစရိယဘာပြန်ပြောလဲအောင်မလဲတကားကြီးတဲ့အဲ့ဒီစက်ကူစေုံကြီးကိုမီးရှို့ပြလိုက်တဲ့ဒီယောဂီတို့တကားဝန်းဆွေတို့တကားခွင့်စောတို့နော်အရှင်ဘုရားတပည့်တော်မနေ့ကမအားတာဟိုဆိုင်အလုပ်ကိစ္စလေးရှိလို့ပါဘုရားဆိုကြပြောလိုက်မှဆိုတော့တကားခွင့်စောအဲ့ဒီဈေးဆိုင်ကြီးကိုမီးရှို့ပြလိုက်ဆိုနောက်ရက်တရက်မှတော့လာမှာမဟုတ်တော့မိုးစရိယအဲ့လိုပြောတာလေဗျတခါကြီးကပြောရတယ်စကုစေုံကြီးနဲ့ပတ်သက်လို့ဒီလိုအထုပ်သွင်းလုပ်တွေရှုံနေလို့ပါဗျာဆိုမိုးစရိယပြောချပလိုက်တခါကြီးတဲ့အဲ့ဒီစကုစေုံကြီးကိုမိရှို့ပြလိုက်တဲ့စေရနာမေတ္တာတရားကိုယ့်အတွက်အချင်းတနာကြီးလေးတောင်မပေးနိုင်ရကောင်းလားဆိုပြီးတော့မိုးစရိယပြောတာလေဗျာကဲကိုယောဂီတို့ခွင့်ရေးပနေရသဘောပေါက်ယောဂီတို့ကိုတရားသိဖို့အတွက်နဲ့ဉာဏ်ဘာမှအရေးမကြီးဘူးမိုးစရိယပြောတယ်ကိုတရားသိဖို့ကအရေးကြီးဆုံးနဲ့ဉာဏ်တွေကအမိုက်တွေတဲ့ဉာဏ်တွေကဒါယောဂီတို့တေချာမှတ်တာမိုးစရိယအဲ့ဒါလိုကိုဆုံးမတာနော်ကိုတရားသိဖို့ကအဓိကဉာဏ်တွေကအမိုက်တွေတဲ့တကယ်အမိုက်တွေလေဉာဏ်တွေကတကယ်အမိုက်တွေကဲအင်ရှင်မအမျိုးသမီးအနိစ္စရောက်သွားပြီတဲ့အဆိုရင်တခါကြီးတွေကဘုန်းကြောင်းရောက်လာမှာမို့လားအရှင်ဘုရားဒီပြီးတော့ရဲ့အမျိုးသမီးအိမ်ရှင်မအနိစ္စရောက်သွားပြီဘုရားဒီပြီးတော့ရဲ့အိမ်နဲ့ပတ်သက်လို့မိဖို့တွေမှာချက်ရေးပြုတ်ရေးတွေလည်းအသုံးမကျတော့ပါဘူးဘုရားအိမ်တန်ရှင်ရေးတွေလည်းဒီအိမ်ရှင်မအသုံးမကျတော့ပါဘူးဘုရားဘိုးထေရီရှော်ရေးဖွေးတွေလည်းအသုံးမကျတော့ပါဘူးဘုရားဒီပြီးတော့ရဲ့အမျိုးသမီးအိမ်ရှင်မသည်3ရက်ကျော်ရင်ပု္ပ္ပန္နတော်မှာမို့အရှင်ဘုရားတော်ကရှေ့ကဥဆောင်ပြီးတော့သုတ်တန်တဇတင်းញိုင်းဝါကိုလိုက်ပြီးပို့ပေးပါဘုရားအမျိုးသားဖြစ်တဲ့တက္ကကြီးကလာလျှောက်မှာမို့လားကဲအမျိုးသားဖြစ်တဲ့တက္ကကြီးကအရေးနှိမ့်ဆောက်ရောက်သွားပြီဆိုရင်အရှင်မမျိုးသမီးကဘုန်းကြီးကျောင်းရောက်လာမှာမို့လားဘုံဘုံတို့ဘုရားတပည့်တော်ရဲ့အိမ်ရှင်အမျိုးသားတပည့်တော်တို့မိသားစုတဲ့ရှာရေးဖွေးတွေလည်းအသုံးမကျတော့ပါဘူးဘုရားတပည့်တော်တို့မိသားစုနဲ့ပတ်သက်လို့စောင့်ရှောက်ရေးတွေလည်းအသုံးမကျတော့ပါဘူးဘုရားအနိစ္စရောက်တော့တဲ့တပည့်တော်ရဲ့အမျိုးသားက3ရက်ကျော်ရင်ပု္ပ္ပန္နတော်မှာမို့အရှင်ဘုရားတို့ကဥဆောင်ပြီးတော့5ပါးလောက်5ပါးလောက်လာအောင်ပါဘုရားရှေ့ကနေပြီးတော့ပို့ပေးပါဘုရားသူတို့ကနောက်ကလိုက်ပုံမယ်လို့ပြောတာရှေ့ကမသွားဘူးနောက်ဆုံးတည်ရင်တောင်လေနောက်ဆုံးကြသွားကြမှာပဲအနည်းနဲ့မြန်ဒီနေ့နဲ့မနေ့ပြန်အလုံးသွားကြမှာပဲလေဒါကြောင့်ဘုရားရှင်ကျော်မိုးစရိယပြောတယ်မို့လားငါသည်မောချတရားမည်အချိန်ပိုင်းသာလိုတော့သည်ကဲဘလောက်ကောင်းလို့မိုးစရိယပြောတာသေဖို့ကအချိန်ပိုင်းလေးပဲသေဖို့ကအချိန်ပိုင်းလေးပါဗျာ
မနေ့အချိန်ပိုင်းသေးမလားနေ့လည်းအချိန်ပိုင်းသေးမလားညနေအချိန်ပိုင်းသေးမလားညအချိန်ပိုင်းသေးမလားထမင်းစားနေတဲ့အချိန်သေးမလားရေချိုးနေတဲ့အချိန်သေးမလားဆိုင်ကယ်စီးနေတဲ့အချိန်သေးမလားကားစီးနေတဲ့အချိန်သေးမလားလေယာဉ်စီးနေတဲ့အချိန်သေးမလားလမ်းလျှောက်နေတဲ့အချိန်သေးမလားဘယ်အချိန်သေးမဲတာမသိတာသိဖို့ကတော့အချိန်ပိုင်းနဲ့တပိုင်းပိုင်းတော့သိမှာပဲလို့ပြောတယ်ဒါကဘုရားရှင်ကြောင့်မိုးဆိုရပြောတယ်ငါတီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဘလောက်ကောင်းလဲမိုးဆိုရပြောတာလေဒါကြောင့်ပရိကံပြီးတဲ့ထင်မှတောင်ဒါလေးပါသေးတယ်ငါတီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်တဲ့တချို့ရိတ်သားတွေဆိုရင်တချို့ယောဂီတွေကမစိုးဘူးရဲ့အဲ့ဒီနေရာမစိုးဘူးတော့မစိုးတော့စရင်ခေါင်းပေးလိုက်တယ်ရှေ့ကတကကြီးတွေတကကြီးလို့စင်တတိထားမိတယ်အဲ့ဒီငါတီမုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့ဒီဘာလို့မစိုးရအောင်ဆိုမစိုးဘူးတဲ့တကယ်တည်သွားရင်ဘယ်နဲ့လုံးမှာတော့တဲ့အဲ့ဒါတရားစကံဝင်နေတဲ့ယောဂီပဲဗျဒီခန္ဓာကိုယ်ကအသေးမင်းနဲ့ထက်ချက်မကွာအတူနေပြီးတော့သေမင်းကိုကြောက်နေတာလေဒါကြောင့်ရရှင်ရှင်မိုးဆိုရပြောတယ်ဩသစ္စာသိဖို့အရေးကြီးတယ်ဗာသိဖို့သစ္စာသိဖို့အရေးကြီးပါတယ်ဗျာကျန်နာတွေကအမိုက်တွေပဲဒါမိုးဆိုရပြောတာနော်ကျန်နာတွေကဗာသိဖို့အရေးကြီးတယ်ယောဂီတွေမိုးဆိုရပြောတယ်နော်မိသားစုဆိုတာဝတ္တရားထက်မပိုစေနဲ့မိသားစုဆိုတာဒီမိသားစုကိုအပီးပြစ်ထားလို့ပြောတာမဟုတ်ဘူးဗျမိုးဆိုရလေမိသားစုဆိုတာဝတ္တရားထက်မပိုစေနဲ့ဝတ္တရားထက်ပိုရင်အပူများတယ်တဲ့ဝတ္တရားထက်ပိုရင်ယောဂီတို့တွေဘာလို့အပူတွေများနေတာတော့တဘောပေါဘိုးဆိုရအဲ့လောက်ထီကိုပြောပေးတာတက္ကသိုလ်တို့ကမိသားစုကိုဝတ္တရားထက်ပိုနေတာကိုအပူများမှာပေါ့တယ်ကောင်းလိုက်တဲ့စကလုံးတောက်ဆိုချရေးလိုက်တော့ဦးဇင်းတို့အော်စရိုကြီးကတိတ်ကောင်းတာပဲလို့ဒီမိသားစုကိုပြစ်ထားလို့ပြောတာမဟုတ်ဘူးဒါကြောင့်တချို့မိုးစရိုရဲ့တရားကိုအစုံမနာဘူးတော့အကုန်မနာဘူးတော့မိုးစရိုရဲ့တရားဟောရင်ဘယ်လိုဟောလာလဲမသိဘူးပါညာတချို့ဒီလိုပြောကြတရားကိုအစုံနာအကုန်နာမိုးဆိုရတိတိချာချာကိုလောကီရောလောကောနှစ်ဖြာလုံးခွက်ချပြီးတော့သူ့ဟာနဲ့သူဆိုင်ရာလေးတွေဖြုတ်တင်တာဖြုတ်လုပ်တင်တာလို့ခေါ်ထားတယ်မိုးဆိုရဒါကြောင့်မိသားစုနဲ့ပတ်သက်လို့ပြစ်ထားခိုင်းတာမဟုတ်ဘူးမိသားစုဆိုတာဝတ္တရားထက်မပိုစေနဲ့မိသားစုဆိုတာယောဂီတို့မိုးဆိုရပြောသွားတယ်မလားဝတ္တရားထက်ပိုတော့အပူများတာပေါ့တဲ့ဝတ္တရားထက်ပိုတော့ဒါကြောင့်ယောဂီတို့အပြင်သွားပြီဆိုရင်နောက်ပြန်ပြီးပူနေရတော့မလားအဲ့ဒါဝတ္တရားထက်ပူနေတော့တယ်ဗျာသူအကြောင်းနဲ့သူကိုအကြောင်းနဲ့သူဖြစ်စဉ်နဲ့သူကိုဖြစ်စဉ်နဲ့ကိုပေါ့မရောနဲ့လေအကြောင်းတရားဆိုတာရောလို့ရသလားအကြောင်းတရားတွေရောတော့ရှုပ်တယ်ရှုပ်တော့အပူများတယ်အကြောင်းတရားတွေရောတော့ရှုပ်တော့အဲ့ဒါဝတ္တရားထက်ပိုလို့တယ်ဗျာတချို့ကလုံးကဲကိုနော်ပူရာထက်ကိုပလီလွန်းတယ်ပူရာထက်ကိုတချို့အတော့ပလီတာပလီတီ6ချက်ဆိုတော်ပြီတချို့ပလီတီ6ချက်9ချက်10ချက်9ချက်10ချက်ဟာအများကြီးပဲပလီတီ6ချက်တောင်တော်တော်များနေပြီတချို့ကလွန်နေ9ချက်10ချက်9ချက်10ချက်ဟာဟိုဘက်ကိုလွန်နေတာပဲပူရာထက်ကိုပူတယ်အဲကြောင့်မိုးဆိုရတိတိချာချာကိုတွန်တင်ပေးတာတက္ကမတို့ကတဲ့ကိုပြည့်စင်ကိုအရင်သိအောင်လုပ်ပါတဲ့ကိုပြည့်စင်ကိုသိတော်ပြီဆိုရင်အပူတန်ရောစင်ကိုလွတ်ချရေးပြီတဲ့မိုးဆိုရပြောတယ်ကိုပြည့်စင်ကိုသိတော်ပြီဆိုရင်တော့ဘယ်သူပြည့်စင်သိရမလဲဘယ်သူကြောင့်သိရမလဲကိုပြည့်စင်ကိုကြောင့်တခြားလားပဋိစ္စသမုပ္ပါဒ်လားကပဋိစ္စသမုပ္ပါဒ်က4000ကြီးလားအဝိုင်းကြီးလားကယောဂီတွေ4000ကြီးမြင်ဘူးလားဘယ်မြင်ဘူးမှတော့ရှိမှမရှိတာပရိစ္ဆေသမုပ္ပါဒ်ကအဝိုင်းကြီးလေအဝိုင်းကြီးဆိုတော့ရက်နေတာလားလဲနေတာလားလဲအောင်သူများလှဲ့တာလားကိုယ်တိုင်လှဲ့တာလားအဲဆိုယောဂီတို့ပရိစ္ဆေသမုပ္ပါဒ်အကြောင်းကျိုးသမုဒိယဒုက္ခလဲအောင်လှဲ့တတ်တယ်ပေါ့ဘယ်သူလှဲ့တာတော့ခုမိုးပြီလား9ရက်တော့မူးမပြေဘူးလားနောက်ကြတော့ပြန်လှဲ့မှာမို့လား
လဲရင်မူးမှာပဲလဲရင်ကဲပရိစ္ဆေသမုပ္ပါကိုတယောက်တည်းလှဲ့တာရဲ့အဖော်နဲ့လှဲ့တာရဲ့ဘယ်ရင်အကောင်းယောဂီတွေဘယ်လိုဖြစ်မလဲလို့အကြယုခင်ဆိုပရိစ္ဆေသမုပ္ပါကိုလေတယောက်တည်းလှဲ့တာရဲ့အဖော်နဲ့လှဲ့တာရဲ့ဘယ်ရင်အကောင်းတယောက်တည်းလှဲ့လေမူးတာပဲအဖော်နဲ့လှဲ့လေမူးတာပဲတပည့်တော်အေးဆေးပြရတယ်တယောက်တည်းတဲ့အဲ့တယောက်တည်းဆိုတော့သွားကြည့်သူ့အတူချာချာလဲနေတာမူးနေတာလေလှဲ့နေတာအဖော်နဲ့ဆိုတဲ့လူတွေပူဆိုးတာပေါ့နှစ်ယောက်ပြိုင်လှဲ့နေကြတယ်ရံဖြစ်လိုက်ကြအော်ဟစ်လိုက်ကြပြဿနာတက်လိုက်ကြစူလိုက်ကြဟာတချို့တို့အိုးဇနီးမောင်တော်နှစ်ယောက်တချို့သားသမီးအိမ်တိုင်းဟာလှဲ့တော့စူညံပွက်နေအစင်ပြေတဲ့ကကြောင့်ရီးပြုံးလို့လောဘနဲ့လဲနေတာအစင်မပြေတဲ့ကကြောင့်ရံဖြစ်လိုက်ကြအော်ဟစ်လိုက်ကြနဲ့ဒေါသနဲ့လဲနေတာဘာလို့ပိုက်ကမှမသိအစင်မပြေတော့ဟိုတွေးဒီငေးဟိုဘူးဒီဘူးနဲ့မောဟနဲ့လဲနေရသမျှငါဟာရသမျှငါပစ္စည်းရသမျှငါပိုင်တာဆိုတော့အတ္တနဲ့လဲယောဂီတို့ဆိုတော့တန်တရားလုံးဒီပရိစ္ဆေသမုပ္ပါကြီးကိုလှဲ့ခဲ့တာအခုထိအမှုမပြေသေးဘူးအမှုပြေပြီလားလေလို့ကောင်းတော့လှဲ့လို့ကောင်းတော့ရှိသေးတယ်။ကြောင့်ဘုရားရှင်မိုးဆိုရပြတယ်ကိုပြည့်စင်ကိုเจ้าကိုသိအောင်လုပ်กว่าပရိစ္ဆေသမုပ္ပါလေဘုံကြီးကိုသိမှဖြတ်နိုင်မှာလေဘုံကြီးကိုသိမှတော့ပရိစ္ဆေသမုပ္ပါကိုကြည်လိုက်ပေါ်တစ်ကွယ်မှာဘသူအစအဝိဇ္ဇာမတိတာကလုတ်ခဲ့တာကမတိတာကပြောခဲ့တာကမတိတာကကြံခဲ့တာကမတိတာကညမပါပဲလုတ်တာကမတိတာကမစစ်စစ်ပဲလုတ်တာကဝိဇ္ဇာပစ္စယချမ်းသာကြောင်းလားဆင်းရဲကြောင်းလားမတိပဲလုပ်နေရင်ဆင်းရဲကြောင်းမတိပဲပြောနေရင်မတိပဲကြံနေရင်ညံမပါပဲလုပ်ရင်မစီစီပဲလုပ်ရင်ဒါကြောင့်ပြီးတော့အတိတ်ကလုပ်ခဲ့တာမတိပဲနဲ့လုပ်ခဲ့ဆင်းရဲကြောင်းနေမတိပဲနဲ့ပြောခဲ့တယ်ဆင်းရဲကြောင်းနေမတိပဲနဲ့ကြံခဲ့တယ်ဆင်းရဲကြောင်းနေညံမပါပဲလုပ်ခဲ့တာဆင်းရဲကြောင်းနေမစီစီပဲလုပ်ခဲ့တာဆင်းရဲကြောင်းနေဒါကြောင့်ဘုရားရှင်မိုးဆိုရအဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒိယသစ္စာဘယ်လိုပြောတာအဝိဇ္ဇာတခြားလားကိလေသာဟောလားသင်္ခါရတခြားလားကာမဟောလားကိလေသာဆိုတာအလင်းကောက်တရားတွေဒါမိုးဆိုရသုံးတဲ့စကားလုံးကိလေသာဆိုတာအလိမ်ကောက်တရားကိလေသာဆိုတာကမ္မဆိုတာကအမှုကိစ္စတွေနဲ့အလုံးများတာကမ္မဆိုတာကိလေသာအလိမ်ကောက်တရားတွေခန္ဓာထဲမှာကိန်းနေတော့ယောဂီတို့နေတိုင်းအမှုကိစ္စတွေနဲ့အလုံးများတော့အဆွဲပြုတ်ဝဒနာလုံးမလုံးနိုင်ဘူးတဲ့ဗျဒီခန္ဓာကိုယ်ထဲမှာကိလေသာအလိမ်ကောက်တွေနဲ့အမှုကိစ္စတွေများနေတော့အဆွဲပြုတ်ဝဒနာလုံးမလုံးနိုင်ဘူးတဲ့တချို့တရားစခန်း9ရက်အပိအပြင်းတော့မဝင်နိုင်ဘူးသူများအလုပ်တွေနဲ့ရှုပ်နေတာမှုကိစ္စများနေတာလေအဲ့တော့ရိတ်သားဒကမတယောက်ကလာလျှောက်တယ်အထုပ်ကလေးဆွဲပြီးတော့အရှင်ဘုရားတဲ့တပည့်တော်တရားစခန်းတော့မပြီးသေးဘူးဗျာတဲ့ပြန်မလို့ဗျာတဲ့ဒကမကြီးဘာကိစ္စပြန်มาတုံးလို့တရားစခန်းကမှ3ရက်ပဲရှိသေးတယ်လို့ပြောတော့အရှင်ဘုရားတဲ့တပည့်တော်တူမာလေးမင်္ဂလာဆောင်ပါမို့ပါဗျာဒီကမကြီးပါတယ်လို့အရှင်ဘုရားတဲ့တပည့်တော်တူမာလေးမင်္ဂလာဆောင်ပါမို့ပါဗျာတဲ့ဒီကမကြီးတူမာလေးဆောင်ပါလားဒီကမကြီးဆောင်ပါလားလို့မေးလိုက်ကိုကိစ္စမဟုတ်ဘူးလေသူများမှုကိစ္စတွေနဲ့လုံများကိုမင်္ဂလာဆောင်ဆိုရင်စကနေမလာနဲ့ပြန်လေးရတယ်လေသူများမင်္ဂလာဆောင်တာကိုမင်္ဂလာဆောင်တာမှမဟုတ်တာလေအဲ့ဒါပြောတာကိလေသာအလိမ်ကောက်ရှိတဲ့ပုဂ္ဂိုလ်တွေကအမှုကိစ္စတွေများနေတာကိုကိစ္စကိုမလုံနိုင်ဘူးကိလေသာအလိမ်ကောက်ရှိတဲ့ပုဂ္ဂိုလ်ကသူများပြဿနာသူများကိစ္စတွေနဲ့အလုတ်တွေများနေတာလို့ပြောတယ်အဲ့ဒီတကမာကြီးတကယ်ပြန်သွားတာဗျာဘလို့အရှုံးပေါ်လို့ဒါကြောင့်မဟုတ်ဆိုရပြောတယ်ကိလေသာဆိုတာအလိမ်ကောက်တရားတဲ့ကိလေသာဆိုတာလိန်နဲ့ကောက်တယ်လို့ပြောတယ်ကိလေသာဆိုတာလိတက်ပတ်တယ်မာယာများတယ်လို့ပြောတယ်ကိလေသာက
အကိလေသာလိမ်လန်းကောက်လိုက်လှက်ပလိုက်မာယာမြိုင်းနဲ့သူမြအမှုကိစ္စတွေနဲ့များပြီးတော့ကိုယ်အမှန်ကိစ္စတွေမလုပ်နိုင်ဘူးလို့ပြောတယ်။ဘာကြောင့်ဘုရားရှင်ကျမ်းမိုးဆိုရပြတဲ့ဟေးတစ်ကွယ်ကိလေသာကာမဝအဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒိယသစ္စာဘယ်လိုပြောလဲတစ်ကွယ်မိုးဆိုရပြောတယ်တစ်ကွယ်ကိလေသာကာမဝအဝိဇ္ဇာသင်္ခါရဆင်းရဲကြောင်းသမုဒိယသစ္စာကိလေသာအလင်ကောက်တရားလည်းဆင်းရဲကြောင်းမို့သမုဒိယသစ္စာကာမဝအမှုကိစ္စများတာလည်းဆင်းရဲကြောင်းမို့သမုဒိယသစ္စာအမှန်မမြင်တဲ့အဝိဇ္ဇာလည်းဆင်းရဲကြောင်းမို့သမုဒိယသစ္စာထင်ရလို့တဲ့သင်္ခါရလည်းဆင်းရဲကြောင်းမို့သမုဒိယသစ္စာယောဂီတို့ဆိုတော့အတိတ်တော့အလင်ကောက်တရားတွေနဲ့မှုကိစ္စများခဲ့တဲ့ဝိဇ္ဇာမသိတော့ထင်ရလို့တဲ့ဆင်းရဲကြောင်းတွေပါသစ္စာသမုဒိယသစ္စာကဲသမုဒိယသစ္စာလို့တော့ဗာသစ္စာရကဲဒုက္ခသစ္စာဒီချမ်းသာကြိုးလားဆင်းရဲကြိုးလားဆင်းရဲကြိုးဆိုတော့ခန္ဓာဘယ်နဲ့ပါခန္ဓာ၅ပါးဒီတခြားတော့ဝိပါကောလားကဲဝိပါကောကဘယ်ကွယ်နေကွယ်ဝိပါကောခန္ဓာ၅ပါးဆင်းရဲကြိုးဒုက္ခသစ္စာပြောကြည့်မယ်နေကွယ်ဝိပါကောခန္ဓာ၅ပါးဆင်းရဲကြိုးဒုက္ခသစ္စာကိလေသာအလင်ကောက်အမှုကိစ္စများခဲ့တော့ဝိပါကောဆိုတဲ့ဆင်းရဲဒုက္ခကြီးရတာပဲဒါကြောင့်ဘုရားရှင်မိုးစရိယပြောတယ်သမုဒိယသစ္စာလို့ရင်ဒုက္ခသစ္စာရမယ်ဟဲ့တဲ့အကြောင်းလို့ရင်အကျိုးရမယ်ဟဲ့တဲ့ဝိဇ္ဇာသင်္ခါရလို့ရင်ခန္ဓာ၅ပါးရမယ်ဟဲ့တဲ့ကိလေသာနဲ့ကာမဝလို့ရင်ဝိပါကောရမယ်ဟဲ့တဲ့တစ်ကွယ်လို့ရင်နှစ်ကွယ်ရမယ်ဟဲ့တဲ့သမုဒိယသစ္စာလို့ရင်ဒုက္ခသစ္စာရတယ်သမုဒိယသစ္စာလို့ရင်အကျိုးတရားရတယ်သမုဒိယသစ္စာလို့ရင်ခန္ဓာ၅ပါးရတယ်သမုဒိယသစ္စာလို့ရင်ဝိပါကောရတယ်ဆင်းရဲကြောင်းနဲ့လောက်ခဲ့တဲ့ကိုဆင်းရဲကြိုးရတယ်ဒုက္ခသစ္စာရတယ်ခန္ဓာ၅ပါးရတယ်ဝိပါကောကြီးရတယ်ဒါကိုဘုရားရှင်ကျမ်းမိုးဆိုရပြောတဲ့ကိုဖြစ်စဉ်ကိုကြောင်းသိအောင်လုပ်ဘယ်လိုပြောလဲကဲသူများကြောင့်သိကျင်သေးလားအိုလူကြောင့်သိကျင်သေးလားဒီလူကြောင့်ရောသိကျင်သေးလားဟိုလောကမှာစိတ်ဝင်စားသောအကြောင်းကိုပြောပါဆိုရင်ဘယ်သူအကြောင်းဒါကြောင့်မိုးဆိုရပြောတဲ့ကိုဖြစ်စဉ်ကိုကြောင့်ကိုအရင်သိအောင်လို့အာယုံတော်ရတတိုင်ပေါ်တဲ့ခန္ဓာမမြင်သူရဲ့ဝိပဿနာမရှုနိုင်ဘူးတဲ့ဒီလိုပြောတာအာယုံတော်ရတတိုင်ပေါ်တဲ့ခန္ဓာမသိသူရဲ့ဝိပဿနာမရှုနိုင်ဘူးကိုရရှိနေတာခန္ဓာဘယ်နဲ့ပါအဲ့ဒီခန္ဓာ၅ပါးလိုရတာလားဝိဇ္ဇာသင်္ခါရကြောင့်လားဒါဆိုရင်ဘု து အကြောင်းရှာမယ်ဘု து ပြည့်စင်သိအောင်လုပ်မယ်ဒါဆိုရင်ဒီခန္ဓာ၅ပါးရဲ့ဖြစ်ကြောင်းကိုရှာမှာပေါ့အောက်ခန္ဓာ၅ပါးရဲ့မိုးပေါ်ကြလာတာမဟုတ်ဘူးလိုလိုဖြစ်လာတာမဟုတ်ဘူးတရားပြမာတွေပန်စင်တာမဟုတ်ဘူးဒီခန္ဓာ၅ပါးရဲ့ဖြစ်ကြောင်းကမသိဘဲနဲ့ထင်ရလုံးလို့ရခဲ့တာဒီခန္ဓာ၅ပါးရဲ့ဖြစ်ကြောင်းကဒါဆိုရင်ခန္ဓာ၅ပါးရဲ့ဖြစ်ကြောင်းကိုရှာလိုက်တော့ဝိဇ္ဇာနဲ့သင်္ခါရအကြောင်းပေါ်ဉာဏ်ရှင်တော့တန်တရားဝစီကိစ္စဆင်တာပေါ့အကြောင်းပေါ်ဉာဏ်ရှင်တော့ဝိဇ္ဇာသင်္ခါရကြောင့်ရတာငါသူတစ်ပါးလားခန္ဓာ၅ပါးလားဝိဇ္ဇာသင်္ခါရကြောင့်ရတာယောက်ျားမိန်းမလားခန္ဓာ၅ပါးလားဝိဇ္ဇာသင်္ခါရကြောင့်ရတာပုဂ္ဂိုလ်တ attva လားခန္ဓာ၅ပါးလားဒါဆိုရင်သဘောပေါက်လိုက်တော့တယ်မိုးစရိယပြောတယ်ဟေးအကြောင်းကြောင့်ရတာအကျိုးတရားกว่าခန္ဓာ၅ပါးပဲရှိတယ်ငါမပါသူမပါယောက်ျားမိန်းမမပါပုဂ္ဂိုလ်တ attva မပါဘူးအရှိယခန္ဓာ၅ပါးအရှိယခန္ဓာဘယ်နှပါအဲ့ဒါလိုမြင်အောင်ကြည့်ရတယ်လို့မိုးစရိယပြောတာအရှိယခန္ဓာ၅ပါးလို့သိလိုက်တော့အစွတ်သက်္ကာဒိဋ္ဌိအတိနဲ့ပြုတ်တာပေါ့တဲ့အကြောင်းပေါ်ညာရှင်တန်တရားဝစီကိစ္စဆင်တယ်အကျိုးပေါ်ညာရှင်ရဲ့အစွဲသက်္ကာဒိဋ္ဌိအတိနဲ့ပြုတ်တယ်အကြောင်းကျိုးပေါ်မှာညာရှင်တော့ဝစီကိစ္စဆင်ပြီးသက်္ကာယဒိဋ္ဌိအတိနဲ့ပြုတ်တယ်ကိုပြည့်စင်ကိုကြောင့်ကိုသိသွားပြီဆိုရင်ညာနဲ့မှရှင်းပြီးအရှိခန္ဓာကိုနောက်ကအတိညာနဲ့ကပ်ပြီးကြည်နိုင်ပြီတဲ့ဘလို့ဝိပဿနာအားကြီးပြီလို့ပြောတယ်ဗျအဲ့ဒီကြောင့်ဝိပဿနာရှိရတဲ့ခီးမြန်မြန်ပေါက်တာရှိမြန်မြန်ရောက်တာလို့ပြောတယ်အကြောင်းကျိုးပေါ်မှာဉာဏ်ရှင်းသွားတဲ့ပုဂ္ဂိုလ်အစွဲဒိဋ္ဌိအသိနဲ့ပြုတ်သွားတဲ့ပုဂ္ဂိုလ်ကခန္ဓာကိုယ်ကြီးကိုလွတ်ချရဲပြီခန္ဓာကိုယ်ကြီးကိုနောပတိကျင်ပတိပူပတိစုပတိအောင်ပတိခန္ဓာရဲ့သဘောတွေငါနဲ့မဆိုင်ဉာဏ်နဲ့သာဆိုင်ဆိုပြီးတော့ခန္ဓာကိုယ်ကြီးကိုလွတ်ချရဲပြီတဲ့ဗျာ
အဲ့ဒါဘယ်နေရာကြည့်ရမလဲဆိုရင်ဝေဒနာနဲ့တဏှာကြားဘယ်နဲ့ပဲကြားယောဂီတို့နားလည်အောင်ပြောရင်မြားလေးစင်ရှိတဲ့ကြားဘယ်ကြားအကြောင်းဘုရားရှင်ကျော်မိုးဆိုရဝေဒနာနဲ့တဏှာကြားမှာမြားလေးစင်စီမံခဲ့တာယောဂီတို့ဝေဒနာနေပြီးတော့တဏှာကိုလှမ်းဆက်ပြီးဆိုရင်ဒီမြားနဲ့လည်မာလို့ပြောတဲ့ဝေဒနာပစ္စယတဏှာပဋိစ္စသမုပ္ပါလေလဝေဒနာတဏှာနဲ့မဆက်ဘဲနဲ့အထက်တင်းနဲ့လေးနဲ့ကြာအများကြီးကနေပြီးတော့ဖောက်ခွင်းလိုက်ရင်နှစ်နဲ့သုံးနဲ့ကြာအများကြီးနဲ့တစ်ဆက်တည်းဖောက်ခွဲလိုက်ရင်နှစ်ချမ်းကွဲသွားမယ်နှစ်ချမ်းကွဲသွားရင်ဝေဒနာတဏှာကွာဝေးသွားမယ်ဝေဒနာတဏှာဝေဒနာတဏှာကွာဝေးသွားရင်လှမ်းဆက်လို့မရလို့ဝေဒနာတဏှာကြားနေတော့မိုးစရိတ်ပဲထိုင်းရှုလို့ရပြီတဲ့ဗျာအဲ့ဒါတင်းနဲ့လေးနဲ့ကြာအလေအများကြီးဖောက်ပြီးခွင်းလိုက်ဒီမှာနှစ်ချမ်းကွဲသွားမယ်လို့ပြောတယ်နှစ်ချမ်းကွဲသွားရင်ဝေဒနာတဏှာကွာဝေးသွားမယ်နှစ်နဲ့သုံးနဲ့ကွာဝေးသွားမယ်အကျိုးနဲ့အကြောင်းနဲ့ကွာဝေးသွားမယ်ဒုက္ခသစ္စာနဲ့သမုဒယသစ္စာကွာဝေးသွားမယ်ဝိပါကောင်းနဲ့ကိလေသာနဲ့ကာမဝကွာဝေးသွားမယ်အကြောင်းမိုးဆိုရပြောတယ်ဉာဏ်ဓာတ်နဲ့ချမ်းဘယ်လိုပြောတယ်အဲ့ဒါလို့သဘောပေါက်မှခန္ဓာကိုယ်ကြီးကိုလွတ်ချပြီးတော့ရှုနိုင်တာလို့ပြောတယ်ဗျာအဲ့တော့ဒီခန္ဓာ၅ပါးနောက်ကနေညံလိုက်ပြီးတော့ကတ်ရှုနေရင်ခန္ဓာမြဲသလားမြဲပါဘူးဖြစ်ပြီးတော့ဘာသစ္စာရှုတဲ့ညံကခန္ဓာတစ်ချက်ညံတစ်ချက်ခန္ဓာတစ်ချက်ညံတစ်ချက်ခန္ဓာနောက်ကနေညံလိုက်နေစမ်းပါခန္ဓာနောက်ကညံလိုက်နေပရိစ္ဆေသမုပ္ပါကွာဝေးနေတာကြီးကပြတ်မဆက်ဘူးတဲ့ဗျာသူယောဂီတို့စနိုးကကွာဝေးနေတာမဟုတ်ငကောကဆက်တာဆိုတော့အခုလဲဆက်နေတာလေဒါကြောင့်ဘုရားရှင်ကျော်မိုးဆိုရနှစ်နဲ့သုံးနဲ့ကြာမှနှစ်ပတ်ချုံများလေးနဲ့ဝေဒနာကကြောင်းမှာဆက်လို့ရေးထားတာအဲ့ဒါတတန်တရားလုံးဆက်ခဲ့တာဖြတ်ခဲ့တဲ့ဘဝမရှိဘူးတဲ့ဗျကိုဘုရားရှင်ကျော်မိုးဆိုရပြောနေပြီဟေးမြားလေးစင်ရှိတဲ့ကြာကဖြတ်ဘယ်လိုပြောလဲမြားလေးစင်ရှိတဲ့ကြာဖြတ်မှာဒါကြောင့်ပရိစ္ဆေသမုပ္ပါလေးကိုကြည်လိုက်တော့ဟောတစ်ကိုအဝိဇ္ဇာကြည်လိုက်တော့ဒီမှာမြားတဲ့စင်သင်္ခါရကြည်လိုက်တော့မြားတဲ့စင်ပရိစ္ဆေသမုပ္ပါတစ်ကွက်ထဲမှာမြားနှစ်စင်ပါတယ်ပရိစ္ဆေသမုပ္ပါတစ်ကွက်ထဲမှာသင်္ခါရပစ္စယသင်္ခါရနဲ့ဝိညာဉ်ဆက်ဆိုတဲ့ကျမှာမြားတဲ့စင်ပါတယ်ပေါင်းလိုက်တော့သုံးစင်နှစ်နဲ့သုံးနဲ့ကျဝေဒနာတဏှာကြောင့်မှတစ်စင်နှစ်စင်သုံးစင်လေးစင်ပေါင်းလိုက်တော့ဘယ်နှစင်ခုနှစ်စင်ကတိမောကြည့်လိုက်တော့ကာမဘဝပစ္စယဇာတိကာမဘဝနဲ့ဇာတိသုံးနဲ့လေးနဲ့ဆက်မှတစ်စင်ရှစ်စင်ဟောဇရမရဏဝိပါကောမှာတစ်စင်ကိုယ်စင်ဟောလက်တင်းနဲ့လေးနဲ့ကြောင့်မှဖောက်ခွင်းတဲ့မြားကြီးကတစ်စင်ပေါင်းလိုက်တော့အတော့ဘုရားရှင်တော်ကြောင့်မိုးစရိစီမံကြတဲ့ပရိစ္ဆေသမုပ္ပါဒီစဝိုင်းအတွင်းထဲမှာမြားဆယ်စင်ရှိတယ်စဝိုင်းတွင်ထဲမှာအပြင်ကပတ်ပြေးနေတာက၄စင်ပေါင်းလိုက်တော့ဘယ်နှစင်ရှိသူများမေးရင်ပြောတတ်အောင်လို့ပြောတာပါအဲကြောင့်ပရိစ္ဆေသမုပ္ပါစဝိုင်းတွင်နဲ့မြောက်ဘယ်နှစင်ရှိတုံးဆိုနေဦးငါသွားကြည့်လိုက်အောင်မယ်ဒီလိုဖြစ်နေမှာဆိုလို့မိုးစရိယအကြောင်းမဲ့စီရင်ခဲ့တာတခုမှမရှိဘူးသူအကြောင်းနဲ့သူကျိုးသူအဆက်နဲ့သူအဆက်ဒီလိုသွားတာမတိတဲ့အဝိဇ္ဇာမှာမြားတဲ့စဉ်ထင်ရလို့တဲ့သင်္ခါရမှာမြားတဲ့စဉ်မတိတာကလောက်ခဲ့တာကဝိဇ္ဇာပစ္စယမတိတဲ့ဝိဇ္ဇာကိလေသာကထင်ရလို့တဲ့သင်္ခါရကာမဝကဆိုပြီးတော့မြားလေးနဲ့ညွန်ပြထားတာတစ်ကွယ်မှာမြားနှစ်စင်းပါတယ်မတိဘဲနဲ့ထင်ရလို့တော့သင်္ခါရကဝိညာဉ်ကိုစက်တာပေါ့ဆိုတစ်နဲ့နှစ်နဲ့ကြာမှာမြားလေးတစ်စင်းပါတယ်သင်္ခါရကဝိညာဉ်ကိုစတော့ခန္ဓာ၅ပါးရတော့ဘောတဲ့ခန္ဓာ၅ပါးရတော့တယောက်တည်းမနေနိုင်ဘူးတကောင်ကျွတ်မနေနိုင်ဘူးဖော်သူမဲ့ဆိုမနေနိုင်တော့သုံးဘက်ကိုလန့်ဆက်တာဘောတဲ့ဝေဒနာပစ္စယအဲ့ဒါကိုနင်းနဲ့သုံးနဲ့ကြောင့်ဝေဒနာနဲ့ကြားမှာတစ်ပတ်ချုံများလေးနဲ့ဆက်ဆိုပြီးတော့ဘိုးစရိယပြန်လုပ်ထားတာယောဂီတို့ကလည်းတယောက်တည်းလဲမနေနိုင်ဘူးတကောင်ကျွတ်လဲအဖော်မဲ့စွာလဲအစုပ်ပဲကွက်ကူးဆက်သုံးွယ်ကူးစက်တာပေါ့ဒါကြောင့်ဝေဒနာပစ္စယဝေဒနာပစ္စယတဏှာဆိုရင်ဒီများနဲ့လဲမဲ့တဲ့ပရိစ္ဆေသမုပ္ပါ
Lela, Dajo Mosrevia, the Tandiano Sakera, Dodore, Dokabi Dokam Lugenerore, Dokane Doka Point, Dokayama Veri, Dokane Doka Point, the date on Batista look at so Mama Batisaya. Ligo Madoka Desaya, but Muria de Sabiano, Doka Bianyara, Bere, or Tene Doma, the Muria desa, Nene Liga, Doka desa, Sing John Lodo, Sing Juyara, but Dokane Doka Biambona, Bere, Niguagale, Doka desa, Liguagale, Doka desa, the Dande along Yageraga, Doka desa, Bere. The Dande along Yageraga. Aja Mosrevia, we didn't have Bissia to Nasabito, Dobby, Head, a Brissatum, Lela, and shut out that lango, Malay to you, Brissatum, Nachamway, or Machan, the Ue, Kananakan, Yamalete, Legami, and Legamo, Legam, so the we didn't know Niora, the Naniora, Brissatum, Tolango, Majapure, yeah. Aja Mosrevia, we didn't have Najama, Nia, Lizin, Lotara. Kamatuabuso in Levi, so in the Nabisia, Ubada, Varanabisia. Kamabua Bisea, Dajam Kambuane Zarijama, Salida Sayita, and Kanangava, Wibagoji, Yama, Veso Vido, Dilo, Wibagoji, Yama, Veso Vido, Omegua, Namegua, Timegua, Sovido, Mialine, Nyombiatara. Ragomoso, ya dinner lineage, Mia, Popio, Quena, and Guadima, Nina Donaja, Mia, and the Chankwe Dame, the Chown and the Champiatara. Adaluna Chankwe, and Kana Noga, Nyan, like Lo Yabi. Kanda Noga Kanda Beneba Ajin Chodo Yogiyane Adi Yona Miedala Shibido Batisa Shure Nyanga Kanda Noga Balai Me Kanda Noga Nyanlai Daja Musri Biogere Sagalon Tire Mula Adima Uge Tanyalong Mile Oni Mave Adima Uge the guy who say the guy who can say Tanyalong Mile Oni Mano Adima Uge so Muyo Yakunyare Nya U One through Nya Ure Changli Toale Gilayo Milano Adima Uge Nya U on oh do Yogi Nyambalu Uni the Lelo Doji the Chola di Lolia Oh, Yogi, Gongli, Delaito, Papito Maro, Melaito, Matu, Pianju Mabe. Yogi Yoga Biore. Kama Ido, Gongli Junida, little Tatilina, Malaya Mia, Simbea, Badido, Pianjura. Kilida, Jago, Lightning, no Nyangura, and Gigi Makaina, Lee. Yogi Sonora, Kilida, Jai Lilo, yeah. Aja Mosrevia, a Themogin, Yan Ulu Biora. The Titara Atara at the Dimamatai, this are the Mala. This are the Bo Yeji Day. Badibo Dikanaguyu, the champion sent time like Sama. A surgeon Ubatan, low Meswin, they charge a BB Pimpin, Kanaguyu, time. Time is Sugania, did it chain a locha tame, did it chain a locha tame, did it a locha tame, Nabade, Chimbade, Bude, Subade, Omade, Kanai, the body, Nanem, Sign Aran, Yane, Sign, Nya, and Lo so biro, a baby and the champion same time, Bido, Locha like Kanago you. As a lot that team we are. Then ye can neighbor out there. Then ye can. Aratia to the Niabo, Biora Yate or the Dumia Sessorago, Yankanira, Bioram Hopu. A joy Yate or the Dumia, Tika like, neighbor no yoke, Tika like it. Dumia Sera sort of Dika to neighbor Yogi using Gumtang Sally. Yingly Dika like my neighbor Yoke the Soin. Yamala. Then you can neighbor Yotratia, Tiny Chima, Nara Jena Pura, Sura Rico, Ararico, Tika, Biro, Song China, be a Nasago, Dui on Low Nine Bogo, neighbor Yogda, be Kanagoya, Doka with an Arimabia, Song China Sama. Doka with an Apsila, Toka Makanchi, Makandali and Pinlay and Yansen Matepi, a UGG Adaji, totally Lonla be Lonla Zuetan, then ye can. Neighbor Miam Mount Deed, then ye can neighbor Yosra, Disambolidia, you Yotara.
ဒုက္ခဝေဒနာဖြစ်၍လာထိုခါမခံချိတယ်မခံတာရင်ပြင်လိုက်ရင်ဉာဏ်စင်မတက်ပြီတဲ့တောင်းတအောင်နာရာကျင်နာလေးကိုတီးမခံပဲနဲ့ပြင်နေဘယ်လိုလုပ်ဉာဏ်ကတက်မလဲအချို့ကနည်းနည်းလေးကျင်လိုက်ရအောင်အရေရတောင်းတအောင်နာရာကျင်နာလေးကိုတီးခံလိုက်စမ်းပါအဲ့တော့ငါမရတော့တီးခံလေအဲ့ဒါငါလုံးမမို့တာဝေဒနာတရားအထုတ်တယ်ဆိုတာငါလုံးလားညံလုံးလားဝေဒနာတရားအထုတ်တယ်ဆိုတာငါအစွဲဖြုတ်တဲ့ညံရဲ့အလုံးဘယ်လိုပြောတာတော့ကိုပြောတယ်ဒုက္ခဝေဒနာဖြစ်လာထုကမခံချိမခံတာလျင်ပြင်လိုက်ရင်ညံစင်မတက်ပြီအဲ့တော့ထိုင်ရတာတနာရီလေးကို7မိနစ်လောက်တခါလုပ်လိုက်15မိနစ်လောက်တစ်ခါလေးကြွလိုက်တောင်ပေါ်တက်တဲ့ကားကြီးလိမ့်ကြမှာမို့ဂျန်တုံလေးထိုးခူလိုက်တရားထိုင်တာများတောင်ပေါ်တက်နေသလားအောင်မေ့တယ်နော်တချို့ကလည်းအောက်ကနေပြီးတော့ဂျန်တုံလေးဟိုကနေခူလိုက်ဒီကနေခူလိုက်သူ့အတူထိုင်နေတော့ပေါ့ပါလေဟိုအခုဒီကခုနေယောဂီကအပေါ်တော်မြင့်ပေါ်တော်မြင်ထိုင်ရင်နေသူ့ကိုယ်သူမနိုင်တော့7မိနစ်15မိနစ်မိနစ်20နာရီဝက်အဲ့ဒါတက်မလာတော့ဒီတိုင်းလေးတော့ဝဝလေးထိုင်နေဘလို့လို့ရှုလို့ရမှာတော့အကုန်လုံးအကြောချင်တွေကခောက်တွန့်လိမ့်နေမှာတော့ဘလို့လို့ရှုလို့ရမှာတော့ပေါ်လာတဲ့ဒုက္ခဝေဒနာကိုတီးခံရတာကြမ်းပြင်ပေါ့ဘာလေးထိုင်ရတာဦးဇင်းတို့တရားထိုင်ကြတော့ဆိုရင်ဒီလိုအနေကတိုင်းအပါးလေးတောင်မခင်းဘူးတင်တူးလေးခင်းပေးတယ်အဲ့ဒီပေါ်ထိုင်အလွန်ကောင်းတာထူထူခင်းလေးထိုင်ရခက်ခဲလေးပဲထူထူခင်းလေးထိုင်ရခက်ခဲလေးပဲထူထူခင်းလေးအဲ့ဒီကျမ်းပြန်မှာတင်တူးလေးခင်းထားလိုက်အလွန်ထိုင်လို့ကောင်းတာကျွေပြားတာအေးပတ်မှာမလို့နည်းနည်းလေးခင်းတာဟိုလိုထူလေးတွေလေဒီကျမ်းပြင်ကတင်ပြူးလေးခင်းထားတာနဲ့ကိုထိုင်လို့အလွန်ကောင်းတယ်တနာရီလည်းအငိမ့်ပဲ2နာရီလည်းအငိမ့်ပဲထိုင်ရတာလေခန္ဓာနာရကျင်နာပူရာဆုရအောင်လာတွေကကြည်မကြည်ပြနေတာပဲတိမတိပေါ်နေတာပဲအဲ့တော့ကိုနောက်ကအသာလေးညံလေးနဲ့စောင့်ကြည့်တယ်အဲ့ဒီပေါ်တာလေးတွေတိတော်ပြီဖြစ်တာလေးတွေတိတော်ပြီမွေးလာလေးတွေတိတော်ပြီဆိုရင်တမာတိကငြိမ်ပြီးတော့ဆုဆန်းနိုင်သွားတာအဲ့ဒီမှာယုတ်သဘောနံသဘောတွေကွဲလာပြီးတော့ပေါ်လာသမျှကိုနောက်ကညာနဲ့စောင့်ကြည့်တယ်မတူတာတွေကအချက်တိုင်းမြင်တော့တာဝေဒနာရှုရဆိုတော့အဲ့မတူတာလေးတွေကိုမြင်အောင်ကြည့်ရတာလေတူနေရင်တတရဒိဋ္ဌိဖြစ်မှာပေါ့ဒါကြီးကမပြောက်ဘူးလားဆိုရင်ထိုင်ရင်လည်းတောင်တတရဒိဋ္ဌိဖြစ်နေဦးမှာအဲ့မတူတာလေးကတဖြည်းဖြည်းနဲ့ကောင်းခြားနာလာပြီးနောက်ကညာကပိုင်းခြားပြီးတော့အိဋ္ဌာကိုဖြတ်ချသွားရင်တိုင်ရမှာအငြိမ်မရှိလို့ကောင်းတာအဲ့ဒီစင်တီသွားမှာသစ္စာသိဖို့အရေးကြီးတယ်ဘာသိဖို့အဲ့ဒီသစ္စာတစ်ချောင်းမှာရှိတယ်လားခန္ဓာမှာရှိတာလားခန္ဓာမြဲသလားဖြစ်ပြီးတော့ဘာသစ္စာရှုတဲ့ဉာဏ်ကတေရာကနောက်ခဏမလာရကသစ္စာဘယ်နဲ့ချက်ဆိုင်တော့ဘသူရဲ့ကြိုင်ဘသူရဲ့လမ်းစဉ်ဘသူရဲ့အဆုံးအမဘုရားရဲ့ကြိုင်ဘုရားလမ်းစဉ်ဘုရားရဲ့အဆုံးအမရင်တည်းလဲကင်းရောလိုချင်တဲ့နိဗ္ဗာန်မရဘူးလားယောဂီပေါင်းသူတော်ကောင်းတို့လည်းလိုချင်တဲ့နိဗ္ဗာန်ရောက်နိုင်အောင်ဝိပဿနာတရားများကိုနေ့တိုင်းကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းရင်းချိန်စိတ်လို့တော်ကြအောင်စို့